မင်္ဂလာပါရှင်ဆောလမြန်မာနေပြန်နေချစ်ဆိုလိုက်ပါတယ်။ညီကတော့ကိုဖတ်တူလေးချောင်းကိုပြောပြချင်တာပဲဖြစ်ပါတယ်။ခဏခဏပြန်သုံးခြင်းတဲ့စကားစုလေးတွေဆိုရင်ကိုဖတ်တူလေးနဲ့သုံးတာအချိန်ကုန်သက်သာစေပါတယ်။လူချင်းနဲ့စားသားဖို့စလမ်မတ်ပြီးအစ်ဆက်တဲ့ကိုဝင်ဆက်တဲ့ကနေ test ပြုရဲမှာကိုဖတ်ရှိရမနော်အဲ့ဒါ save selection to ကိုဖတ် gallery အမနာမည်တစ်ခုကြိုက်တာပေးပေါ့နော်ရင် okay ပေးလိုက်ရင်ကိုပတ်ကလာရီတဲ့ကိုရောက်သွားပြီပေါ့နော်အဲ့စာသားလေးကထိုပေါ်ချင်းတဲ့နေရာမှာကာစာချပြီးကိုပတ်ထဲကိုချဲဝင်ကိုပတ်ထဲကိုတစ်ချက်ဝင်နှိပ်လိုက်ရင်ရပါပြီအဲ့ဆိုရင်ကိုပေါ်ချင်းတဲ့နေရာမှာအဲ့စာသားလေးကပြန်ပေါ်သွားလိမ့်မယ်copy paste ပုံစံလေးရပေါ့နော်ဒါမဲ့ဒါမြင်တဲ့စိတ်ထားလို့ရတယ်ပေါ့နော်ဒါလေးကိုပြန်ဖြတ်ချင်တယ်ဆိုရင်ကိုပတ်ထဲဝင်အဲ့စာသားလေးပေါ်မှာ right click ထား organize and delete ဆိုတော့ဟိုတစ်ချက်နေပြီးရွေးပေါ့နော်ကိုရဲ့ name ကိုရွေးပေါ့နော်ရွေးပြီးမှ delete ကိုတစ်ချက်နှိပ်လိုက်ရင် yes ဆိုရင်ရပါပြီအဲ့ဆိုရင်ကိုပတ်ထဲမှာပြတ်သွားပြီပေါ့နော်